ခုဒီမှာဒီကောင်ကမီကြီးမလာဘူးနော်မီကြီးမလာပြဿနာသွားမီကြီးလုံးဝမလာဘူးပေါ့နော်ဟုတ်လားနှစ်ဆောက်မလာဘူးလားနှစ်ဆောက်မလာတာဟုတ်ပြီနှစ်ဆောက်မလာနော်နေလည်းမလာဘူးမြင့်လည်းမလာဘူးနော်အဲ့ဒါကိုအခုဒီမှာကျွန်တော်တင်ထားပေးတဲ့ software တွေကျွန်တော်တင်ထားပေးတဲ့ diagram နဲ့ကျွန်တော်လိုက်ပြမယ်နော်အခုကျွန်တော်တို့ကဘာလိုက်မယ်ဆိုတော့နှစ်ခုနော် QA ကနေပြီးတော့ဝါရောက်ထွက်မယ်ဝါရောက် ဝါရောက်ဟုတ်ပြီဒီမှာဖြစ်ရအဝါရောက်ပြန်အဝါရောက်ဒီဘက်မှာအဝါရောက်ဝါရောက်မိထွက်ပြီဟုတ်ပြီနော်ပြီးရင်နီဖြူရောက်နီဖြူအောင်ရှာမယ်ဒီမှာနီဖြူရောက်မိထွက်လာနီဖြူအောင်မိထွက်တယ်နီဖြူအောင်ဒီဘက်မှာကြာရင်ပန်းရောင်ပြောင်းသွားတယ်ဟုတ်တယ်နော်ပန်းရောင်ဟုတ်တယ်ပန်းရောင်ပြောင်းသွားတယ်အဲ့ပန်းရောင်မိထွက်လာပေါ့အခုထွက်ပြီနော်မိထွက်ပြီကဲမိထွက်ပြီဆိုရင်အဲသွားမယ်ရှေ့မိကြီးပဲလေးကိုအပေါ်မီဒီယာအပြာရောင်အောက်မီဒီယာခရမ်းရောင်နော်အပေါ်မီဒီယာအပြာရောင်အောက်မီဒီယာခရမ်းရောင်ညိုးပြရောင်ရဲ့ခရမ်းရောင်ရဲ့ဒီမှာညိုးပြရောင်ရဲ့ခရမ်းရောင်ရဲ့အဲ့နှစ်ခုကခလုတ်ဖွင့်မှလောလောအောင်ပါနော်အခုဒီမှာမီးမရဘူးမီးမရှိဘူးညိုးပြရောင်ရဲ့ခရမ်းရောင်ရဲ့ဟုတ်ပြီနော်အဲ့ဆိုရင်ငါတို့ကခလုတ်ကလာတဲ့ဟာကိုကြည့်ရမယ်ဟုတ်ပြီနော်ခလုတ်ကလာတယ်ဒီမှာခလုတ်ကလာရင်ပါလဲညာခလုတ်နော်ညာဘက်ခလုတ်ဆိုရင်ဟိုဘက်ခလုတ်ညာဘက်ခလုတ်ကဝါနဲ့ရောင်ရဲ့အဝါရောင်ရဲ့ဝါနဲ့ရောင်ရဲ့နော်ခါကြိုက်အဲ့မှာအပြောင်းလဲလေးတွေအကျိုးအရောင်ပြောင်းလဲလေးရှိတယ်အဲ့ဒါကိုကြည့်မယ်ဘာနဲ့ဝါရောင်ရဲ့ဘာနဲ့ဝါမဲဝါနဲ့ဒီဘာဝါမဲဝါနဲ့နော်အဲ့ဒါနဲ့ဒီမှာမီးမရဘူးလားအခုဟိုမှာဖွင့်လာတယ်နော်တော့လည်းဖွင့်လာတယ်ဟိုမှာဖွင့်လာတယ်ဟုတ်ပြီဆော့ကပ်ပြန်တက်ကြည့်မယ်ဆော့ကပ်ဖြုတ်လာလို့လားပေါ့နော်ဆော့ကပ်လေးတွေပြန်တက်ကြည့်မယ်ဆော့ကပ်လေးတွေပြန်တက်မယ်ကဲဆော့ကပ်စုံနေတာလည်းမလာသေးဘူးနော်တွေ့လားသူပြောရတယ်အဝါရောင်ရယ်ဝါနဲ့ရယ်မီးဝါနဲ့ရယ်နော်အဝင်နဲ့ထွက်ဒီမှာမီးမရအောင်ဝါနဲ့ကနော်ဝါနက်ကလောကမမရဘူးနော်ဒီကဖြူရင်ကထွက်လာတဲ့အဝါရောင်ကမီးရောက်တယ်ဖြူရင်ထွက်လာတဲ့အဝါရောင်ကညာခလုတ်တဲ့ဝင်မယ်နော်ညာဘက်ခလုတ်တဲ့ဝင်တယ်အဲ့ဒါရင်ဒီမှာကမီးရထွက်နေပြီဆိုရင်ဒီဘက်ကိုလည်းမီးရတော့နော်အခုဒါကအဝင်တွေဒီဘက်အထွက်ရှိရမယ်ဒီမှာထွက်ကလွတ်နေတာဟုတ်တယ်ထွက်လွတ်နေလားထွက်လွတ်နေနော်ထွက်လွတ်တာအဲ့ဒါဆိုရင်ငါတို့ကဘယ်လိုလုပ်မလဲဆိုတော့ဒီကောကိုခဏထုတ်လိုက်မယ်အမြင်ခဏထုတ်လိုက်မယ်အမြင်မှာရင်ကျွမ်းကြည့်လိုက်မယ်နော်မီးကဒီမှာဖြူရင်လာတဲ့ဟာမီးရောက်တယ်ပြန်ဒီဘက်ကိုထွက်တဲ့ socket အပြင်ဘက်ပြန်ထွက်တဲ့ဒီခလုတ်တွေတဲ့ပို့မဲ့ဟာမီးမရဘူးအဲ့တော့ငါအကောင်ငါတို့ကဒီမှာခဏထုတ်လိုက်ထုတ်ပြီးတော့ငါတို့ပြင်မှာစမ်းတယ်သူက socket တွေကနည်းနည်းဆွေးခြင်းလို့ဖြစ်ဆိုတော့ဒီမှာ socket ကိုစတိုးတွေလည်းပြန်ဆက်တာတော့ဗောနော်ဒီလိုစေဒါဝဲရစမ်းလိုက်ဒီမှာမီးရောက်တယ်ဒါပေမဲ့ဒီဘက်ကိုပြန်မထွက်တာဟုတ်ပြီနော်ကဲဟုတ်ပြီကိုချားလေးပြန်ဆက်လိုက်ဒီမှာမီးရောက်တယ်ဟောဟုတ်လားYeah thank you ဒီဘက်မီးမရောက်တော့ဒီမှာမီးရောက်တယ်ဒါဆက်လာတော့ဒီမှာမီးမရောက်ဒါဆိုတော့ချက်ချပလိုက်တော့နော် socket ရှိရင်တော့ socket လေးနဲ့တရားစိုက်ရင်တော့ကောင်းတယ်အခုနေထားတော့ socket ထဲမှာဘာဖြစ်နေလဲကဲနှစ်ဆောက်လောက်ပူကြည့်မယ်ကဲမီးဝင်ပြီဒီဘက်ကဟိုရအောင်ဟောမီးဝင်သွားပြီဟုတ်ပြီနော်ဒီနော်ဒီ diagram မှာရေးထားပြီးသားနော်ဒီ diagram အတိုင်းလိုက်လွယ်လေးဒီ diagram မှာရေးထားပြီးသားဘယ်လိုတင်ထားပြီးသား diagram လာပြီးတော့အသုံးချတတ်တယ်ကဲပြီးပြီဟုတ်ပြီအဲ့တော့မီးရောက်ပြီကဲမီးရောက်ပြီဆိုရင်ညာဘက်ခလုတ်အပေါ်မီးကဖြူပြရောင်အောက်မီးကအနီရောင်နီးပြရောင်နော်
နီးပြရအောင်ဒီမှာကြည့်မယ်ဘာရောင်းညူပြရဲ့ ခလဲ ဖြူဘလို့ခဲပြနော်ဒီချာပြန်ကြည့်ပူရေးသားစာကိုယ့်အတူပြန်ကြည့်နော်အောက်မီကနီးပြရအောင်အဲ့မှာဘာရောင်းလဲမင်းတို့ရေးထားတာ ညူပြန်နဲ့ခရမ်းလေးပဲရေးတယ် ညူပြန်နဲ့ခရမ်း ဖြူပြ ဖြူပြနဲ့ညူပြနဲ့ ဖြူပြနဲ့ညူပြရေးဟုတ်ကျိုးကတော့အဲ့လိုနည်းနည်းပြောင်းလာရှိတယ်ဟုတ်ပြီနော်မင်းကဖြူပြဟုတ်ပြီဖြူပြဟုတ်တယ်ဖြူပြရဲ့ ညူပြ ညူပြရဲ့ဒီမှာနီးပြရတယ်ကျိုးဟုတ်လားလက်ခံရတယ်နော်ကျိုးကတော့နည်းချင်းပြောင်းတယ်ကဲဖြူပြရဲ့ညူပြရဲ့အခုဒီတစားကအောက်ဟုတ်ပြီအောက်နော်ဒီတစားကအပေါ်ဟုတ်ပြီနော်နှစ်ဆောင်လာပြီကဲနှစ်ဆောင်လာပြီဆိုရင်ကတော့ relay ကိုကြည့်ရတော့မယ်ကဲ relay မှာ ever မီရောက်တစ်ချောင်းရှိမယ် ever မီရောက်ချောင်းပြီးအဲ့တစ်ချောင်းရှိတယ်နော်ပြီးရင်အခုခလောကလာတဲ့တစ်ချောင်းဟုတ်ပြီနော်ဒါခလောလာတဲ့တစ်ချောင်းအနှိပ်ဒီမှာခလောလာတဲ့တစ်ချောင်းအမြင့်နာရပြီလာပြီ relay ထည့်လိုက်တော့ relay နှလုံးထည့်ပေါ်လာဒီဘက်ရှိတယ်ဟုတ်ပြီပြောင်းဟုတ်ပြီမြင့်နေမြင့်ဟုတ်ပြီ okay လာပြီနော်နှလုံးလုံးနော်အခုဒါနေအောင်တအားထိုးလို့ဟုတ်ပြီနှလုံးလုံး okay ရပြီကဲဒါတော့မြည်ကြည့်လိုက်တာနော်ဘယ်လိုအသုံးချတတ်ဖို့လိုတယ်အဲဒီအကုန်တင်ထားပေးတယ် diagram နဲ့ကိုယ့်အတခြားလေ့လာပြီးလိုက်ကဲ okay ဒါတော့ကျွန်တော်တင်ထားပေးတဲ့ diagram နဲ့ကျွန်တော်ပြန်လိုက်ခိုင်းတာပေါ့နော်36ရလားမရလားဆိုတာအဲ့လောက်လက်တွေ့ကြပြန်လိုက်ခိုင်းတဲ့ဟာဖြစ်ပါတော့ကဲအခုတော့ရပြီအားလုံးသင်ပြပါပြီနော်โอเคကဲနေရာပြန်ချလိုက်တော့မယ်